ကဲကျွန်တော်ညစ်ကိုလေကျွန်တော်တော်များဒီ All-Star ပေါ့ကြီးပဲလာပြောဘလို့ရမဆိုကျွန်တော်တို့ရှင်းပြမယ် let's go ဒါဆို game ကဒီ event နဲ့သွား new event ဆိုတာရှိတယ် new event ကဘလို့ရွှေ့နေတာအဲ့မှာဒီကျွန်တော် All-Star ပေါ့ရဲ့တခြားဒီဒါမှမဟုတ်ရခံလို့ရတဲ့နေရာရှိတော့အဲ့မှာနှိမ့်တာဘလို့အနေနဲ့ browser တော့ရအောင် browser နဲ့ဘလို့ရပေးတာလားဘလို့ဒီပါရွှေ့နေတာရွှေ့တယ်မျိုးဆိုဒီမှာဘလို့အနေနဲ့ဒီထက်မှာဘလို့ဗီဒီယိုတစ်ပုတ်ကိုသင်ပြရမှာဖြစ်ပါတယ်ဘလို့အဓိကဒီ TikTok မှာဗီဒီယိုတစ်ပုတ်သတင်မှာနော်ဒီ All-Star hashtag ရဲ့ဒီ MLB hashtag ဘလို့တင်မိတာနဲ့အဲ့ဒီဗီဒီယိုရဲ့ copy link ကိုဘလို့ဒီထက်မှာဒီ file မှာလာထည့်ဒီ file မှာလာထည့်ပြီးဘလို့တော့ရွေးချယ်မှာ TikTok ရွေးချယ်ပြီးဘလို့အနေနဲ့နောက်တစ်ခုဒီဘလို့ပြောဆိုတော့ location ဆိုမြန်မာပါမြန်မာရွေးချယ်ပြီးဆိုရင်ဘလို့အနေနဲ့စမေကိုနှိုက်ပြီးဆိုရင်ဘလို့အနေနဲ့အဲ့တော့ဘာကြံမလဲဆိုတော့နောက်တစ်စင်ဘလို့အချက်တစ်ခုစမှာနော်အချက်တစ်ခုဘလို့မှာကောက်တွေပါတယ်သူချဖို့အချက်တစ်ခုစရမယ်ကောက်ချပြီးတာကောက်တွေဘလို့ယူပြီးတဲ့နဲ့ဂိမ်းမီပါတယ်ပါဂိမ်းမီပါတယ်မှာဘလို့ကောက်ထည့်ရုံပဲဆိုရင်ဘလို့ All-Star ပါရပြီဒါကျွန်တော်အတူချက်ပြောတာလုံးဝမသိဘူးနားမလဲဆိုဒီထက်အသေးစိတ်ကျွန်တော်ရှင်းပြပြဆိုတော့ရှင်းပြမယ်နောက်ဗီဒီယိုပေါ့နော် let's go က